အမကြီးထိုင်းကိုအောက်လန်းနဲ့သွားရဆိုလို့ရှင်ဘေးကင်းပါမလားအလောက်ကိုရှာရလွယ်ပါမလားတခုခုဖြစ်လာလို့ရှင်ရောဘသူကကူညီမှာလဲဘယ်သူ့ကိုသွားပြီးအကူအညီတောင်းရမှာလဲပြီးလို့ရှင်ရဲ့နောက်ထပ်ဘေးကင်းဖို့ရန်အတွက်ကိုကိုနိုင်ကတရားမဝင်နဲ့ထိုင်းကိုရောက်ပြီးထိုင်းနိုင်ငံအတွက်မှာဘေးကင်းလုံခြုံစွာနဲ့နေထိုင်သွားလာနိုင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်ကဘာတွေများဖြစ်မလဲစတဲ့အဖြစ်အမေးများတဲ့ဟာလေးတွေကိုအမတဆူတဆူပဲဖြေတော့ပေးမယ်တကယ်လို့ကိုယ့်ရဲ့အတိအကျတကယ်ချင်းမိတ်ဆွေတွေမှာထိုင်းကိုခုမှလာဖို့ရန်အတွက်စိတ်ကူးရှိနေတဲ့ဒီဒါမှမဟုတ်လို့ရှင်ထိုင်းနိုင်ငံတွေကိုရောက်နေပြီးသားဒါပေမဲ့ဘယ်မှမသွားရင်မလာရဲလို့အခက်ကြုံရတဲ့သူရှိရဆိုလို့ရှိရင်လည်းသူတို့လေးတွေပြီးသွားလို့ရအောင် share ပြီးပြောပြဖို့မမေ့ပါနဲ့ကဲဒါဆိုလို့ရှိရင်တော့အမပြပြပေးမယ်ထိုင်းကိုလာဖို့ရန်အတွက်ကိုယ့်ရဲ့မြန်မာပြည်ကနေထိုင်းကိုလာဖို့ရန်အတွက်နီးလန်းတွေများကြီးရှိတဲ့အဲမှာမှရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့အမတို့လူမျိုးကထိုင်းနိုင်ငံအတွင်းကိုဘလို့နီးလန်းတွေနဲ့လာလဲဆိုလို့ရှိရင်နီးလန်းကတစ်ခုရှိပါတယ်အဲ့ဒါကတရားဝင်နီးလန်းအထက်လန်းနဲ့ပြီးလို့ရှိရင်လည်းတရားမဝင်တဲ့အောက်လန်းအဲ့ဒီနှစ်လန်းရှိပါတယ်အဲ့ဒီထဲမှာမှတရားဝင်နီးလန်းကဘလို့နီးလန်းတွေနဲ့လာကြလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မြန်မာပြည်ကထုတ်ပေးတဲ့ passport စာအုပ်အဲ့ဒီစာအုပ်ကိုကန်ဆောင်ပြီးတော့မှပြည်ဝင်နဲ့လည်းလာသလိုပြည်ကျင်နဲ့လည်းလာကြတယ်အဲ့ဆိုလို့ရှိရင်ပြည်ဝင်နဲ့ပြည်ကျင်ကဘာတွေကွာခြားတာလဲအဲ့ဒါကနောက်ပိုင်းကျမှအမှတ်ထပ်ပြီးတော့ပြင်ပြပေးမယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာ passport တွေအများကြီးရှိတယ်အဲ့ဒီဟာကိုတစ်ခုတက်အမှဗီဒီယိုတင်ရိုက်ပြီးရှင်းပြပေးမယ်ဘယ်လိုမျိုး passport ကဘယ်လိုဟာဘယ်လိုတွေကအဲ့ဒီဟာလေးဒါပေမဲ့အခုလောလောဆယ်ပတ်သက်နေတဲ့အကြောင်းအရာလေးတွေကိုပဲအမတို့သွားကြရအောင်ကဲဒါဆိုလို့ရှိရင်အမရေအထက်လမ်းနဲ့သွားမယ်ဆိုရင်ဘယ်လိုသွားရတာလဲပီဝီနဲ့သွားမှာလားပီဂျီနဲ့သွားမှာလားအဲ့အပေါ်မှာပူတည်ပါတယ်နောက်ဆိုလို့ရှိရင်တကယ်လို့ပီဝီနဲ့သွားမယ်ဆိုရင်တော့ဆိုလို့ရှိရင်တော့အလဲဗီဇာတုံးခုပြောမှဝင်လာလို့ရသလိုပီဂျီနဲ့ဝင်လာမယ်ဆိုလို့ရှိရင်တော့ကုမ္ပဏီတစ်ခုခုနဲ့လက်မှတ်ထိုးပြီးနှစ်နိုင်ငံသဘောတူစာချုပ်ပြီးမှဝင်လာရပါမယ်အဲ့ဒါကနောက်ပိုင်းမှာတက်လာလို့ဒီလိုမျိုးလုပ်ပြီးအဲ့ဒီကြောင့်မို့ဒီလိုဘူးတူတာလေးအများကြီးကိုမှမိတ်ဆွေတို့ကနောက်ပိုင်းဟာဒီလဲထပ်ပြီးသိချင်လေးတပဆိုလို့ရှင်တော့ဘေးနာအပေါင်းလေးကိုပါနှိပ်ထားစေချင်ပါတယ်အဲ့ဒါမိတ်ဆွေတို့လက်လွတ်မသွားရလေအောင်ပါကဲဒါဆိုရင်အောက်လန်းနဲ့လာမယ်ဆိုလို့ရှင်ကောမဘယ်လိုမျိုးလာရမှာလဲအဲ့ဒါကတော့သူ့နီးသူ့ဟန်လေးကတော့အများကြီးပါပဲဒါပေမဲ့ဘေးကင်းတဲ့လမ်းနဲ့ဘေးမကင်းတဲ့လမ်းဆိုတာကလည်းမရှိတလို့နှစ်ခုစလုံးအောက်လန်းကနေလာတယ်ဆိုကြတဲ့ကတရားမဝင်ဖြစ်တဲ့အတွက်ကြောင့်ကိုနိုင်ကကိုခေါ်လာတဲ့သူကိုယုံကြည်မှုအပြည့်နဲ့လိုက်ပါစေချင်ပါတယ်သူကမတ်ဖုန်တင်နဲ့ဝင်လာတယ်လို့တချို့ကြတော့လေဒီတိုင်းပဲနေဆက်ကိုဖြတ်ပြီးဝင်လာကြပါတယ်အဲ့ဒါကဘလို့ဟာမျိုးလဲဆိုလို့ရှိရင်တချို့လူကကိုခေါ်လာတဲ့သူကအိုမအမတို့လို့ဆိုလို့ရှိရင်တော့ထိုင်ရောက်မချီတာအဲ့လိုမျိုးတချို့ကြတော့မလာခင်ကတည်းကချီတာအဲ့ဆိုလို့ရှိရင်ကိုနိုင်ကဒီတယောက်ကိုဘလောက်ထိယုံကြည်မှုရှိလဲဆိုတဲ့အတိုင်းပါပုံပါပဲမူတည်ပါတယ်အဲ့ဒီကနေကိုကသူတို့ကပြောတယ်ဒီလိုမျိုးလိုက်တော့ဒီမှာနေနော်ဆိုပြီးတော့မှကိုကသွားပြီးတော့တဝေထိုးနေမယ်ဆိုလို့ရှိရင်တော့ဘယ်သူမှကိုဘေးကင်းအောင်လုပ်မပေးနိုင်ဘူးဘေးကင်း channel ဆိုလို့ရှိရင်သူများစကားနားထောင်ကဲဒါဆိုလို့ရှိရင်အဲ့ဒီတက်လာတဲ့တရားမဝင်တဲ့သူတွေကအလောက်ရှာရခက်လားတခုခုဖြစ်လာလို့ရှိရင်ဘသူ့ကိုသွားပြီးအကူကြီးရှာတောင်းရမှာတော့ဒီကြလို့ရှိရင်နောက်ထပ်ခုနအမေးများတဲ့အမခုနပြောတဲ့ဟာလေးတွေကဲတခုချင်းစီပဲအမပြောတော့မယ်နံပါတ်1ဟုတ်ပါပြီတရားမဝင်တဲ့နီလန်းနဲ့လည်းရောက်လာပြီထိုင်းနိုင်ငံအလောက်ရှာရခက်လားဆိုတာလေအလောက်ရှာရခက်လားဆိုတာကမိတ်ဆွေတို့အပေါ်မှာမူတည်တယ်လူတိုင်းမှာကဘယ်နေရာဘယ်ဒေသမှာပဲနေလိုက်လျောညီထွေမှုဖြစ်အောင်နေတတ်တယ်သူများကိုလည်းကူညီတတ်တယ်ခေါ်ရွေတယ်အလောက်လည်းမရွေဘူးနေရာလည်းမရွေဘူးဆိုလို့ရှိရင်တော့အလောက်ကရှာရမှာခက်ပါပြီးလို့ရှိရင်လည်းအမစီမှာလည်းနေတိုင်းအလောက်တက်တယ်အမြဲတမ်းသင်ပေးပါတယ်အဲ့ဒီတော့ကြောင့်မို့အလောက်တက်တယ်အမြဲတမ်းသိချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတဲမှာဝင်ပြီးတော့မှဖတ်ကြည့်ရပါသေးတယ်ရှင်ကဲဒါဆိုလို့ရှိရင်တခုခုဖြစ်လာလို့ရှိရင်တော့အမဘယ်လိုလုပ်မှာလဲစတဲ့အဖြစ်ဆိုရင်လည်းသူတွေအတွက်
ဟုတ်တာပေါ့မှန်တယ်ပေါ့စိတ်ရင်တက်နေလေမဟုတ်လားကိုယ်တိုင်းကိုယ်ပြည်လို့မဟုတ်တစ်ခုခုဖြစ်လာလို့ရှင်ဘယ်လိုသွားပြောအခုတောင်းပါလေမဟုတ်လားအဲ့ဒါကြောင့်မို့ဒါပေမဲ့အရန်ချစ်ဖို့ကောင်းတဲ့ကိုယ့်ရဲ့မြန်မာလူမျိုးတွေပဲတီထောင်ထားတဲ့လူမှုကဲ့ဆယ်ရေးအသင်းတွေအများကြီးရှိပါတယ်ဒီဘန်ကောက်ထဲမှာအဲ့ဒီကြောင့်မို့ကိုနိုင်ကသူတို့ရဲ့အဲ့ဒီကဲ့ဆယ်ရေးအဖွဲ့အစည်းတွေလည်းမဟုတ်ဘူးမြန်မာတန်ရုံးကပါကိုအကူတောင်းလို့ရတယ်နော်ကိုကမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကြောင့်မို့သူတို့နဲ့ဆက်သွယ်ရမယ့်နေရာမှန်သမျှဆွဆောင်ထားပါတိန်းထားပါပြီးလို့ရှင်ကိုနိုင်ကမြန်မာပြည်ကနေဒီကိုပါလာခဲ့တဲ့ကိုရဲ့မပုံတင်စမက်ကအိမ်အောင်စုစရာကိုနဲ့တပါတဲ့အမြဲတမ်းဆောင်ထားပါကဲဒါဆိုလို့ရှင်နောက်ထပ်သူတို့ကဘေးကင်းလုံခြုံဖို့ရန်အတွက်ပါရီဆောင်ပါရီရှောင်ရမလဲဆိုတာကဆောင်တာတော့လွယ်ပါတယ်ဆောင်တာတော့လွယ်တယ်ဘယ်လိုလွယ်တာလဲအမဆိုလို့ရှင်တော့လူတိုင်းကိုကူညီပါရယူလို့စိတ်နဲ့ကူညီခိုင်းတာမဟုတ်တော့စိတ်နဲ့လူတိုင်းကိုကူညီပါဒါပေမဲ့လူတိုင်းကိုတော့မယုံနဲ့ဒီထိုင်းနိုင်ငံမှာကကိုမြန်မာပြည်သားအချင်းချင်းဆိုပြောလဲပုံအောပြီးတော့မယူနဲ့မယုံနဲ့တတ်မလားနဲ့ပတ်ချမယ်ဆိုတာကြည့်ကြပဲဒါပေမဲ့လည်းတချို့လူတွေကတရားမှာအယောက်20ကတော့အရန်ကိုမှသဘောထားကောင်းကြတယ်အဲ့ဒီတကြောင်မို့လူတိုင်းကိုတော့ကူညီပါဒါပေမဲ့လူတိုင်းကိုတော့မယုံနဲ့ပြီးကြလို့ရှင်လည်းအကြောင်းအရာလေးတွေချင့်ချိန်ပါပြီးလို့ရှင်ဘာတွေရှောင်ရမှာလဲအဲ့ဒီဟာတော့တော်တော်များတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မြန်မာပြည်သားတွေကဒီမှာရောက်နေကြတဲ့လူတွေအဲ့ဓာတွေကိုမရှောင်နိုင်လို့စွန့်နေချီသွားတာချင်းကိုခံရကြရတယ်ဒါပေမဲ့အခုအမပြောပြရမယ့်အချက်လက်လေးတွေမိတ်ဆွေတို့ကလိုက်ပြီးတော့ရှောင်ထားမယ်ဆိုလို့ရှင်တော့မိတ်ဆွေတို့ပေးကင်းလိမ့်မယ်လို့ချုံလိုက်မယ်ဘယ်လိုမျိုးလဲဆိုလို့ရှင်ကို့မှာကိုနေအရင်ကြိုက်တယ်ဆိုပေမဲ့လည်းထိုင်းရောက်ကိုမဝါနဲ့ထိုင်းလူမျိုးတွေကကိုမဝါလို့ကိုနိုင်ကအထောက်ထားပြည့်စုံတယ်ဆိုလို့ရှင်ကြိုက်ကြတော့ဝါဘာမှမဖြစ်ဘူးဒါပေမဲ့မိတ်ဆွေတို့ကကိုတိတရားမဝင်တဲ့သူလားဆိုတာဟုတ်မဟုတ်ပြီးလို့ရှိရင်ပစိုးတကားကတနခါးတွေလဲလူပြောမှစီးတယ်မသွားနဲ့မျက်မှအတန်အကျယ်ကြီးနဲ့သူများကိုလိုက်ပြောမအော်နဲ့အထောက်ထားရှိရဆိုကိစ္စမရှိဘူးအထောက်အထားမရှိတဲ့မိတ်ဆွေတွေအတွက်ကိုအမှပြပြတာပြီးလို့ရှိရင်လည်းအုပ်စုလိုက်ခွဲပြီးမသွားနဲ့ပြီးလို့ရှင်လဲအသားကလည်းရေမချိုးထားဘူးဒါပေမဲ့အဝတ်စားတွေကြောင့်တက်လွန်နေတာကြီးကိုဝတ်တယ်ဆိုလို့ရှင်လဲအဲ့ဒါလဲအဖေးတွေကသိတယ်စွန့်ချီသွားလိုက်မယ်နော်အဲ့ဒီကြောင့်မို့စွန့်ချီသွားတာမခံချင်ဘူးဆိုလို့ရှင်အဲ့ဒါတွေရှောင်းသွားပြီးလို့ရှင်နောက်ထပ်တစ်ခုရှိတာကမိတ်ဆွေတို့ကဒီထိုင်းကိုဘာကိစ္စကြောင့်ဘာအတွက်ကြောင့်ရောက်လာတာလဲဆိုတာခဏကိုမေးပါဘာလို့လဲဆိုတော့ဒီကိုတိုင်းကိုပြည်ကိုမိသားစုနဲ့ဝေးလာပြီးတော့နိုင်ငံခြားမှာနေရတယ်ဆိုတာစိတ်တအားငယ်နိုင်တယ်ပြီးလို့ရှိရင်ဘဒူးမကိုရဲ့မိဘလောက်ဘဒူးမကိုပုံမနှွေးထွေးဘူးအရာတိုင်းကနေရလဲတက်တယ်စားရတောက်ရတဲ့ဟာတွေလည်းအသင့်သုံးရတဲ့ပတ်စံကလည်းအသက်လူမှုပတ်ဝန်းကျင်ကလည်းအသက်အခါကျတော့ကိုယ့်ဘက်ကသူများအပေါ်ကောင်းနိုင်တဲ့လောက်ကောင်းပေးစေတနာထည့်ပေးနိုင်တဲ့လောက်ထည့်ပေးလို့ရသမျှထည့်ပေးဒါပေမဲ့လူတိုင်းကတော့မယုံနဲ့အဲ့ဒါလေးလည်းမပြောချင်ဘူးဒါပေမဲ့အမကြီးဒါဆိုရင်ကျမတို့ကအထက်လမ်းတော့လာချင်တယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်အောက်လမ်းကနေဘဲလာရမယ့်အခြေအနေဖြစ်နေရလို့ပါအမကြီးအမကတော့စိတ်ချရတဲ့သူရှိလားအတူတက်လာခြင်းလို့ပါစတဲ့အဖြစ်မင်းမြန်းခြင်းလဲဆိုလို့ရှင်တော့ထိုင်းတက်လာခြင်းတဲ့အခါတိုင်းအမတတိယပါဘာလို့လဲဆိုတော့အမတို့ကနေ့တိုင်းကြိုဖို့ရှိပါတယ်အထက်လမ်းနဲ့ပဲဖြစ်ဖြစ်အောက်လမ်းနဲ့ပဲဖြစ်ဖြစ်မိတ်ဆွေတို့ကြိုက်နဲ့တက်ရနီးလန်းအမတို့တာပြောအမစီစဉ်ပေးပါမယ်အမတာဝန်ယူပြောပို့ဆောင်ပေးပါရှင်အားလုံးကြိုးစားပါတယ် Welcome to Thailand